ဒီနေ့ခေတ်ကြီးမှာလူတွေကမျက်နှာကတော့ပြုံးပြုံးရွှင်ရွှင်စကားပြောရတော့ချူချူတန်တာဖော်ဖော်ရွရွနဲ့ဆိုပြီးမဲ့လို့သူတို့ရဲ့စိတ်ထဲမှာတော့မကောင်းတဲ့တရားတွေနဲ့ပြည့်ညက်နေတတ်ကြပါတယ်မနာလိုဝင်လို့တဲ့စိတ်တွေမုံထားတဲ့စိတ်တွေနောက်တစ်ခါမတော်မတရားလိုရင်းတဲ့စိတ်တွေကိုအောက်ကလူတွေကိုဖိနှိပ်ခြင်းတဲ့စိတ်တွေသူများကိုချနှံခြင်းတဲ့စိတ်တွေစသဖြင့်အမျိုးမျိုးပါပဲအဲ့လိုမျိုးမကောင်းတဲ့တရားတွေနဲ့ပြည့်နေတယ်ဆိုတာသိပြီးမဲ့လို့ကျွန်တော်တို့အနေနဲ့အဲ့ဒီလူတွေကိုအပေါင်းအသင်းမလုပ်လို့လည်းမရပြန်ပါဘူးအဲ့ဒီလူတွေကိုပေါင်းသင်းဆက်ဆံပြီးတော့ပဲကျွန်တော်တို့ကဘဝကြီးကိုရှစ်ဆက်ဖြတ်တန်းသွားရမှာပါအဲ့တော့အဲ့ဒီလူတွေနဲ့ပေါင်းသင်းဆက်ဆံမှုဆိုလို့ရှိရင်လူမှုရေးဆိုင်ရာလက်ကွက်တွေကိုနားလည်ထားဖို့မဖြစ်မနေလိုအပ်ပါတယ်အရေးကိုမြင်ရုံနဲ့ဘာကောင်းမှန်းသိတတ်ဖို့အတွက်မဖြစ်မနေလိုအပ်ပါတယ်အဲ့ဒါတွေကိုနားလည်နိုင်မှုတွေကျွန်တော်ကဒီနေ့မှာစာအုပ်တော့အကြောင်းကိုပြောပြပေးချင်ပါတယ်အဲ့ဒါကတော့ဒီစာရေးဆရာ Robert Greene ရေးသားထားတဲ့အာနာဆဲ New Breeder 48ရက်ဆိုတဲ့စာအုပ်ပါကျွန်တော်တို့အနေနဲ့အခမ်းအနားတစ်ခုပွဲတစ်ခုကိုသွားတဲ့အခါမှာကိုယ်ကိုလာပြီးနှုတ်ဆက်တဲ့လူမရှိဘူးကိုယ်ကိုအရေးတူလုပ်ပြီးတော့စကားပြောတဲ့လူမရှိဘူးဆိုလို့ရှိရင်သိငယ်စိတ်ဝင်နေကြပါတယ်ဘယ်သူမှတော့အဲ့လိုမျိုးဖြစ်ချင်ကြမှာမဟုတ်ပါဘူးလူမှန်လို့ရှိရင်ဗျအခွင့်အာဏာတော့ရှိချင်ကြတာပါပဲကိုယ့်ရဲ့အလုပ်ထဲမှာကိုယ့်ရဲ့အလုပ်ကသိငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေပေါ့အဲ့ဒီအလုပ်ထဲမှာကိုကအခွင့်အာဏာရှိချင်ပါတယ်ငါပြောလိုက်လို့ငါကြောင့်မို့လို့ငါလောက်ကိုင်းလို့ငါလမ်းညွှန်လိုက်လို့စသဖြင့်အဲ့လိုမျိုးကိုယ့်ကြောင့်ပေါ့ကောင်းတဲ့ဘက်ကိုတစုံတရာတိုးတက်ပြောင်းလဲသွားတယ်ဆိုလို့ရှိရင်အဲ့ဒီစိတ်နဲ့ပေါ့ကိုကိုဂုံယူပြီးတော့ကိုကိုဂုံစားလို့ရပါတယ်ဒါကတော့လူတိုင်းပါပဲဒီဘက်ကကြီးမှာဩဇာအာဏာပြတာတွေကိုလူတွေကမုန်းတိကြတယ်ဆိုပေမဲ့လို့ဩဇာအာဏာမပြဘူးဆိုလို့ရှိရင်လည်းပဲဘယ်သူမှကိုကိုအလေးထားမှာမဟုတ်ပါဘူးဒီစောင်းထဲမှာစာရေးဆရာကြီးဩဇာအာဏာနဲ့ပတ်သက်လို့ပြောထားတဲ့စကားတစ်ခုရှိပါတယ်အဲ့ဒါကဒီဩဇာအာဏာဆိုတာတဲ့လူသားတွေအတွက်မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါဆိုပြီးပြောထားပါတယ်အဲ့တော့ဘယင်းတွေအဂရစ်တွေပေါ့ဘယင်းမတွေနိုင်ငံအကြီးအကဲတွေမှာဒီဩဇာအာဏာကိုလိုအပ်တာမဟုတ်ပါဘူးတဲ့တခြားလူတွေလည်းပဲလိုအပ်ပါတယ်တဲ့ဩဇာအာဏာကောင်းသလားဆိုလို့ရှိရင်ကောင်းတာလည်းရှိသလိုဆိုးတာလည်းရှိပါတယ်ကျွန်တော်တို့ဒီတမိုင်းအဆက်အကိစ္စကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဩဇာအာဏာရှိတဲ့ရှင်ဘယင်းတွေပေါ့အဲ့ဒီရှင်ဘယင်းတွေကကောင်းတာလည်းရှိခဲ့သလိုဆိုးတဲ့ရှင်ဘယင်းတွေလည်းရှိခဲ့ပါတယ်ဩဇာအာဏာကိုပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ဩဇာအာဏာရှိတဲ့ပုဂ္ဂိုလ်ကိုကြည့်ပြီးတော့ပဲကျွန်တော်တို့သတ်မှတ်ကြရတာပါဒီဆောင်ထဲမှာစာရေးဆရာဒီအတော်မတက်နိုင်တဲ့လှည့်စားမှုကွင်းဆက်ဆိုတဲ့ဒီအရှိန်အဝါဩဇာအာဏာဆိုင်ရာအခြေခံသဘောတရားတခုပြောပြထားပါတယ်ဩဇာအာဏာဆိုတာတဲ့တစ်ခါမြည်စမ်းမှုပြီးတော့လို့ရှိရင်တန်းတန်းဆွဲဖြစ်သွားတယ်ထပ်ထပ်ပြီးတော့ပဲလူရင်တော့တယ်တဲ့အဲ့တော့ရှင်ပင်တွေကလည်းပဲသူတို့ရဲ့ထီးနှံနဲ့ပတ်သက်လာလို့ရှိရင်ဘယ်တော့မှလက်မလွတ်ရှင်းကြပါဘူးအဲ့လိုရှင်ပင်တွေမှရမဟုတ်ပါဘူးရှင်ပင်တွေရဲ့အနားမှာရှိတဲ့ဒီမူကြီးမက်ရဒေနာပတိတွေကအစပေါ့နော်သူတို့မှရှိတဲ့အခွင့်အာဏာကိုပို့ပြီးတော့ပဲလူချင်းကြတယ်အဲ့ဒီအခွင့်အာဏာကနေအောက်ကိုရောကြမတော့အောင်ပေါ့တနည်းအားဖြင့်ယာရုမကြအောင်သူတို့လည်းနီးမျိုးစုံနဲ့ကြိုးစားကြတာပါပဲအဲ့တော့ဩဇာအာဏာဆိုတာတဲ့တစ်ခါမြည်စမ်းပူပြီးသွားလို့ရှိရင်လက်မလွတ်ချင်တော့တန်းတန်းဆွဲဖြစ်သွားတတ်တယ်ဆိုပြီးတော့ဒီအတော်မတက်နေတဲ့လှည့်စားမှုကွင်းဆက်ဆိုတဲ့ဒီအခြေခံသဘောတရားတစ်ခုကိုပြောပြထားပါသေးတယ်လွတ်တော်တို့ယုံလို့ဆိုတာတဲ့လူလူကိုကိုစားပြုတဲ့တနည်းအားဖြင့်လူလူကိုကောင်းကျိုးပေးမဲ့အရာတွေကိုဖော်ဆောင်ပေးရတဲ့နေရာဌာနတွေဖြစ်ပါတယ်ဒါပေမဲ့လို့တဲ့သူတို့လက်ထက်ကိုဩဇာအာဏာရောက်သွားတဲ့အခါမှာအဲ့ဒီဩဇာအာဏာကိုတန်းတန်းဆက်ဖြစ်ပြီးတော့စစ်ကြီးတွေဝင်လာကြတယ်နောက်ပြီးတော့ဩဇာအာဏာမရှိတဲ့လူတွေကိုနိုင်တဲ့စီနဲ့ပြုလုပ်တတ်တယ်ဆိုပြီးတော့လည်းပြောထားပါသေးတယ်ဒီအတော်မတက်နိုင်တဲ့လှည့်စားမှုကွင်းစစ်ဆိုတဲ့အရာကဘယ်လောက်ဆိုးလဲဆိုလို့ရှိရင်ကိုမှဩဇာအာဏာမရှိသေးဘူးဆိုရင်ရှိလာအောင်ပေါ့ရှိတဲ့ဩဇာအာဏာတွေပို့ပြီးတော့ရှိလာအောင်နောက်ပြီးတော့ဒီရှိပြီးသားဩဇာအာဏာကနေအောက်ကိုရောကြမသွားအောင်ဘာမစိုးလုံရတဲ့စိတ်တွေတောင်ရှိကြတယ်တဲ့အဲ့လိုမျိုးတွေရဖို့တဲ့ဆိုလို့ရှိရင်ကိုယ့်ဘဝတဲ့အရွေးပါတယ်ဒီအိမ်တော်ဘက်ဒီသားသမီးတွေရအပါပေါ့အဲ့ဒါတွေကလွယ်လို့ကျန်တဲ့လူတွေကိုခူးတုံးလို့ဆိုလဲလုံမှာပဲချပြီးနင်းဆိုလဲနင်းမှာပဲတဲ့အဲ့လောက်ဒီကိုဆိုးတဲ့အကျင့်ပေါ့နော်အဲ့လောက်ဒီကိုဆိုးတယ်လို့ဆိုပါတယ်သူတို့နဲ့ဒန်းသူပုံကိုယ်တွေဆိုလို့ရှိရင်လည်းပဲအဲ့ဒီပုံကိုယ်တွေကိုကိုယ့်ထက်နှိမ်သွားအောင်ဟလာချနှင်းခြင်းတဲ့စိတ်တွေရှိတယ်သူတို့လုပ်ငန်းခွင်ထဲမှာတော့တယောက်နဲ့တယောက်ဖော်ဖော်ယူယူပြောနေကြပြီမဲ့လို့မျက်နှာတွေကတော့ပြုံးပြနေပြီမဲ့လို့ခါကြမှာဓမြောင်ထိုးထားတာမျိုးတွေရှိတတ်တယ်လို့ဆိုပါတယ်ဒီနေရာမှာစာရေးဆရာအာနာရှိတဲ့လူနဲ့အာနာဘာဝါသွားတယ်ဆိုတဲ့ပုံကိုယ်တွေကြောင့်ကိုတိကျခွဲပြထားပါသေးတယ်အာနာဘာဝါသွားတဲ့ပုံကိုယ်တွေကြတော့တဲ့ဘဲဥစားကိုပဲလှုပ်ချင်သူတို့ကိုယ်တိုင်မလှုပ်တော့သူတို့ရဲ့ပြန်ပဲဒါမှမဟုတ်ရန်သူပေါ့နော်သူတို့အာနာဘာဝါရဲဆိုတဲ့ဒီသူတို့ရဲ့ကျွမ်းကျင်မှုကိုအသုံးချပြီးတော့အဲ့ဒီပြန်ပဲအဲ့ဒီရန်သူကိုလွှမ်းမိုးနိုင်အောင်ကြိုးစားတယ်ချုပ်ကင်နိုင်အောင်ကြိုးစားတယ်အဲ့လိုမျိုးချုပ်ကင်ပြီးတော့သူတို့လှုပ်ချင်တဲ့အရာကိုအဲ့ဒီရန်သူကိုလှုပ်ခိုင်းတယ်နောက်ကိုလှုပ်ပြအောင်တွန်းအားပေးတယ်တဲ့အာနာဘာဝါသွားတဲ့ပုံကိုယ်တွေကကြတော့ကိုယ်တိုင်မလှုပ်တော့တခုခုလိုချင်တယ်ဆိုလို့ရှိရင်တော့မှကိုယ်တိုင်ဓာတ်ရက်မယူတော့
အာဏာရှိတဲ့ပုဂ္ဂိုလ်ဒါမှမဟုတ်သူတို့ရဲ့ပြိုင်ဘက်တွေကိုခူးတုံးလုပ်ပြီးတော့ပဲပြောကြတယ်တဲ့လုပ်ကြတယ်တဲ့ဒီအသုံးမသက်နိုင်တဲ့နေစားမှုခွဲစစ်ဆိုတာကြီးကဒီအထက်ပိုင်းပုဂ္ဂိုလ်တွေမှာရှိတာမဟုတ်ပါဘူးကျွန်တော်တို့ဒီလူပတ်ဝန်းကျင်ပေါ့နော်ကိုယ့်ရဲ့အနီးနားဘေးပတ်ဝန်းကျင်မှာလည်းရှိနေတာပါပဲဩဇာအာဏာရေးလို့မဟုတ်ပေမဲ့လို့ကိုယ်ဘယ်သွားလာကိုယ်နှုတ်ဆက်တဲ့လူတွေရှိနေစေခြင်းနဲ့ကိုယ်အရေးတယူလုပ်ပြီးတော့စကားပြောတဲ့လူတွေရှိနေစေခြင်းနဲ့ကျွန်တော်တို့ကဒီဩဇာအာဏာကိုငန်းငတ်တဲ့အယူမှုဖြစ်သွားပြီဆိုလို့ရှိရင်သူ့ထက်ငန်းသားအောင်ညီမျိုးစုံနဲ့လုပ်တတ်ကြတယ်တဲ့အဲ့ဒီညီမျိုးစုံလုပ်တဲ့အကျင့်ကြီးอ่ะပေါ့နော်အရင်တည်းကရှိခဲ့တယ်လို့အခုချိန်ထိလည်းရှိနေတော့မယ်တဲ့ဒီနေ့ကလူဖွဲ့စည်းရာအပေါ်ယံအဖြစ်တော့ယဉ်ကျေးတဲ့အတွင်းရှိတယ်ဒါပေမဲ့လို့အတွင်းထဲမှာဆိုရင်တော့ကောင်းနိုင်လို့သိရှိရမှာမဟုတ်မနာလိုတဲ့စိတ်တွေမုန်းထားတဲ့စိတ်တွေနောက်ကမတော်မတရားလူချင်းတဲ့စိတ်တွေစသဖြင့်မကောင်းတဲ့ຢာတွေအများကြီးပဲအဲ့ဒါတွေရဲ့အပေါ်နှမ်းပြတာကြီးကောင်းလို့နှမ်းပြတာပဲရှိတာအဲ့တော့ကျွန်တော်တို့ကလူပတ်ဝန်းကျင်မှာနေရတဲ့အခါမှာအဲ့ဒီရည်တွေအများကြီးရှိပါတယ်ကိုယ်အနီးနားကလူတွေကတော့မှကိုယ်ဆွဲချတာမျိုးကိုယ်ကြောက်လွန်းတာမျိုးတွေရှိနိုင်ပါတယ်။ပေါ်ရန်ဝဲကြည့်မယ်ဆိုတော့ကျွန်တော်တို့တွေနဲ့သိနိုင်မှမြင်နိုင်မှာမဟုတ်ပါဘူး။အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီလူပတ်ဝန်းကျင်မှာနေတိုင်းအသက်ရှင်ရတဲ့အခါမှာဒီလူတွေကလူတွေရဲ့အကြောင်းကိုကောင်းကောင်းနားလည်ဖို့လိုအပ်ပါတယ်။လူမှုရေးဆိုင်ရာလက်ွက်တွေကိုကောင်းကောင်းနားလည်ပြီးတော့ပေါ့နော်။အရေးပြရုံနဲ့အကောင်မြင်တတ်ဖို့တွေတော်တော်ကြီးကိုအရေးကြီးပါတယ်။မဖြစ်မနေကိုအရေးကြီးပါတယ်။အဲ့တော့စာရေးဆရာကဒီစာအုပ်ကိုအဆုံးသုံးလမ်းညွှန်လို့မှတ်ပါတဲ့။ဒီစာအုပ်ကိုမင်းဖတ်လိုက်တယ်ဆိုလို့ရှိရင်ဒီစာအုပ်ရဲ့အကြောင်းအရာတွေကိုမင်းမှတ်ပြီးတော့အသုံးချမယ်ဆိုလို့ရှိရင်လူတွေရဲ့သဘောတဘာဝတွေကိုကောင်းကောင်းကြီးနားလည်လာမယ်။ဩဇာအာဏာရှင်ဝါတွေရဲ့အလုံးလုံးပုံပေါ့။ဩဇာအာဏာရဲ့သဘောတဘာဝတွေကိုကောင်းကောင်းကြီးနားလည်လာလိမ့်မယ်။နောက်ပြီးတော့ကိုယ်ကဝန်ကြီးရဲ့လူတွေကကိုယ့်ကိုထိုးနဲ့တိုက်ခိုက်လာပြီဆိုလို့ရှိရင်အဲ့ဒါတွေကိုကြိုတင်မြင်ပြီးတော့အန်ဒီတွေကိုဧကံမုတ်ချကာကွယ်နိုင်လိမ့်မယ်လို့ဆိုထားပါတယ်